ထိုင်းနဲ့ကမ္ဘောဒီးယားဟာရှေးခါကတည်းကတူညီတဲ့ယဉ်ကျေးမှုအမွေအနှစ်များမျှဝေထားပေမဲ့စစ်တွေနဲ့နယ်စပ်ပဋိပက္ခတွေကလည်းရှိနေသေးပါခမာအင်ပါယာကအခုထိုင်းနိုင်ငံရဲ့တချို့ဒေသတွေကိုထိန်းချုပ်ခဲ့မှုတဲ့နောက်ပိုင်းမှာစီယန်အင်ပါယာအာဏာမြင့်တက်လာချိန်နယ်နိမိတ်အငင်းပွားမှုတွေစတင်ခဲ့တယ်အကြီးဆုံးအငင်းပွားမှုကတော့ပြာဝီဟာဖျားဖြစ်ပါတယ်1962ခုနှစ်မှာနိုင်ငံတကာတရားရုံးကဖျားကိုကမ္ဘောဒီးယားပိုင်လို့ဆုံးဖြတ်ပေမဲ့ထိုင်းလူထုအချို့ကမလက်ခံနိုင်သေးပါဘူး2008ခုနှစ်ကနေ2011ခုနှစ်အထိနယ်စပ်ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်နယ်နိမိတ်ပြဿနာတွေကလူထုအတွက်ခန်းစားချက်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်တယ်ဒါကြောင့်ရွေးကောက်ပွဲတွေကျင်းပချိန်တွေမှာအချို့နိုင်ငံရေးသမားတွေကသမိုင်းနာကျင်မှုတွေကိုအသုံးချပြီးလူထုစိတ်လှုပ်ရှားမှုဖန်တီးတတ်ကြတယ်2025ခုနှစ်မှာတိုက်ပွဲမရှိတော့လဲနယ်စပ်ပဋိပက္ခတွေရှိနေသေးပါလူမှုမီဒီယာမှာလည်းတင်းမာမှုတွေထုတ်ဖော်လေးရှိတာကိုတွေ့ရပါတယ်။တရားမဝင်တစ်ခုတ်ချင်းများကုန်သွယ်ရေးနဲ့ရေရင်းမြစ်မျှဝေမှုတွေလည်းလက်ရှိတင်းမာမှုတွေကိုအားပေးနေပါတယ်။အာဆီယံကလည်းနှစ်နိုင်ငံငြိမ်းချမ်းရေးအတွက်စ조사နေပေမဲ့အောင်မြင်မှုတော့မရသေးပါဘူး။